ချိန်ရရင်မိတ်ဆွေတို့အဘိဓမ္မာတရားတော်ကိုစာသင်ကြားကြပါမိုးစဉ်ဆိုလို့ရှိရင်ဒါမိစ္ဆတူကလုံနေရတဲ့အလုပ်တွေပေါ်မှာဒါမိသားစုအရေးသားသမီးအရေးပေါ့နော်ဒါအိမ်မှုကိစ္စမရဝတ်တရားတွေကြီးအရာတွေပေါ်မှာကိုကနော်မောပန်းလာလို့ချင်းစိတ်အလိုမကြတာတွေစိတ်ဒေါသဖြစ်ရတာတွေစိတ်ဖိစီးမှုတွေဖြစ်တယ်ပေါ့နော်ဒါကလည်းအိမ်တော်ရှင်အမျိုးသမီးတိုင်းလူတိုင်းလည်းဖြစ်မှာပါလူတိုင်းလည်းဖြစ်နေတဲ့အရာတစ်ခုပါပေါ့နော်ဒီစာတွေသင်ကြားပြီးတဲ့နောက်မှာဆိုလို့ရှိရင်ဒါကကိုလုံနေတဲ့အရာလေးမှာပေါ့နော်မေတ္တာထားနိုင်ဖို့လိုတယ်ကိုလှုပ်ဆောင်နေတဲ့အရာတွေကကြွေးဟောက်ကြွေးသစ်ဆက်နေတာပါကိုမိဘကိုလှုပ်ကြွေးတယ်ဆိုရင်ဒါမိဘကျေးဇူးဆက်နေတာပါကိုသားသမီးကိုဒါပြုစုစောင့်ရှောက်တယ်ဆိုရင်လည်းဒါကျေးဇူးဆက်နေတာပါနော်ကြွေးဟောက်ကြွေးသစ်တွေကိုကျေးဇူးဆက်နေတယ်ဒါကိုလှုပ်လိုက်တဲ့အကြောင်းတွေကပေါ့နော်ရွှေအိုးစုနေတာပေါ့နော်ဒါကုလိုစုဘူးလေးတွေပေါ့နော်အကြောင်းအကျိုးဖြစ်တာပေါ့နော်ကိုရဲ့ဒါဝတ္တရားတွေရှိတဲ့လူရဲ့လို့ဖြစ်လာရင်လေအစတော့ကတော့မသိဘူးပေါ့နော်စိတ်အလိုမကြတာတွေစုကပြောရတာတွေရှိတယ်ပေါ့နော်မိသားစုကိုဒါပေမဲ့ဒီအဘိဓမ္မာသင်ကြားလိုက်တဲ့နောက်မှာဒါကိုလုံနေတဲ့အရာတွေကမေတ္တာစိတ်ကလေးထည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကိုလုံနေတဲ့နော်မိသားစုအရေးတွေအားလုံးမိသားစုအရေးအားလုံးဒီဒါနော်ဇာရိတတီလာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကိုရဲ့မိသားစုပေါ်မှာစေတနာလေးထားပါမေတ္တာလေးထားပြီးတော့ပေါ့နော်စိတ်ရှိရှိလေးနဲ့ကျွေးမွေးပြုစုစောင့်ရှောက်ပါလို့ပြောချင်ပါတယ်အချိန်ရရင်တော့အဘိဓမ္မာသင်တန်းလေးတွေတက်ကြပါစိတ်ထားလေးတွေနူးညံ့ပြီးတော့နော်စိတ်ထားလေးတွေဖွေးလက်ဖြူစင်ပြီးတော့အသိဉာဏ်ပညာတွေတိုးတက်လာမှာဖြစ်ပါတယ်